ဘာတော့မေးရဲ့တခုဆိုအာပြင်းနဲ့ခေါ်ဖို့ကြီးပဲခုလည်းဘာခိုင်းလို့လဲလာပြီဘာမှမသိဘူးဘာလဲမေးရဲ့ဘာလဲဘာလဲမနေနဲ့ဒီမှာနင်စားလို့ကုန်ပြီဟာမေးကလည်းချက်တော့လေကြောင်စားတော့ပဲချက်ပြီးသမီးလာပြောနေရဲ့ဘာကြောင်စားလဲတညနေစားတော့လဲပါတယ်ဟာမေးရဲ့ကုံနာတွေ့တော့လေပြန်ချက်လိုက်ပါလားပြောလို့တာလို့လေညှိချက်ကြည့်လေတနေ့အလှကြည့်လေတိတော့ဆိုလိုက်နေနေဦးတော့လည်းမဒါပဲရှိလားနောက်ညီးညာပဲဒီညနေတော့သမီးတာဝင်ယူရသမီးချက်မယ်ဟုတ်ပြီလားအမလေးဝမ်းတာလေငါမချောခင်ညှိချက်တာစားဖူးတာပါအေးရော့ပေးလိုက်တော့9000နဲ့အမကြီးကြက်အသားမယူအယိုးကြီးပဲ900ဖိုးလားအခုပဲကလာဘယ်လောက်လဲပဲကလာ900မေညစားလို့ရပြီရှင်ဒီလိုချက်လို့လေငါသမီးပေးဆိုးလို့လေနေအမေသမီးပါနော်မချက်ချင်လို့ချက်လိုက်ကြည့်ပါလားအခုတော့အမေချာလေသွားစီရမယ်စားကြည့်ဟောဒီကပဲကလာဟင်းရလေခဏကိုမှလိုအပ်နေတဲ့အာဟာရတွေအများကြီးပါဝင်နေပြီးတော့ရင်လေလွယ်ကူနဲ့ချက်ပြုတ်လို့ရတယ်လေစားရတဲ့အခါမှာလည်းအရသာရှိရဲဆိုတော့အမေစားလို့ကောင်းဘူးလားလို့အမလေးဒီလောက်စားလို့မင်းငါဒီနေ့အစတင်ကသမီးပဲချက်လိုက်တော့ရှယ်ကဲအပြုံးကိုမျက်စီရောက်မှလာတယ်နော်တဲ့ကဲမြက်ကသူ့ဘလို့ပြင်ဆင်ပေးတယ်ဆိုတာကြည့်ကြအောင်လေမိတ်ကဆရာမနဲ့ကိုယ်တိုင်ပြင်ဆင်ပြီးမှရိုက်တာနော်အခုလည်းဒီမှာသူ့ရွှေ9ချက်သားအခုပေါက်ဈေးနဲ့ဆိုရင်300လောက်ရှိတာပေါ့နော်ကဲဒါအပြုံးလေးဆင်ပေးလိုက်ပါမယ်တထိမအခန်းရရမှာနော်ပြုံးနော်တတိမက10မိနစ်ဆို10မိနစ်ပန်းမယ်ပေါ့ရှင်လေဒီမှာကျမငကိုရှိတော့လှတာပေါ့ရှင်ကျမရဲ့ငကိုရှိစရုပ်ကလည်းလှတယ်မိတ်ကဆရာမလေးကလည်းပြင်လိုက်တော့လှတာပေါ့ရင်းချောင်းလို့များမလို့ပြောရတာအော်ကျမနဲ့ကျမဆိုလို့ရှိရင်ကျမလှတဲ့ရုပ်နဲ့ကိုလှကြောက်ကိုဒုက္ခရောက်တာနဲ့တမင်လေးရဲ့ဥပမာကိုယူပြီးကျမအလှလုံးဝမပြင်တည်မလားကိုလှကြောက်ကိုဒုက္ခရောက်တာလောကမှာအဆိုးဆုံးပဲပြောချင်ဘူးရှင်တို့ကတခါလေလှပဲမမြင်နဲ့ဘွားကြီးကလည်းရိုက်ရတာတွေရှိသေးတယ်ကဲကြည့်ဘယ်တော့တော့လှသွားပြီလဲမမှန်ပြီးတော့မလားလူလက်တာအဖေအတန်နဲ့သိသွားပြီဟဲကိုရီးယားပူနေတော့မယ်ဘလို့ဖြစ်ရတာတော့ပုံမှန်ဒီကိုချင်းတောက်ထားလို့ရှိရင်လေအေးမိဖျားနာမှန်သမျှအကုန်လုံးတက်ပါတယ်ဒါအခုဘလို့ဖြစ်ရတာလဲဟမ်အေးပါပြစားငါအောင်မေဒီချက်တော်နဲ့မဖြားအောင်လှုပ်ထားတယ်ပေါ့ဟလားမအေကိုစိတ်မပူအောင်လှုပ်တယ်ပေါ့ဟလားတဲ့မယ်နိတဲ့မလဲဟဲ့နောက်တစ်ခါလှုပ်ရဲလှုပ်ကြည့်နော်လူတွေကလေကောင်းတာလုပ်ရင်ဘူးမှမမြင်ဘူးဆိုတာသိကုန်မှန်းတယ်အခုလေအမေကဘယ်ရောက်နေမှန်းအောင်မသိဘူးမလေးတွေ့လာရင်ဖုန်းကင်တာပဲတွေ့တယ်ကဲအားလုံးကိုနိဗ္ဗာန်တူခေါ်သွားပါမယ်ခင်ဗျာ
ဒီနေ့ရာတီတူလေးကတော့ကိုယ့်ဘက်ပါနေလို့အရန်ကိုပျော်ပြီးစိတ်လှုပ်ရှားနေပါတယ်ခင်ဗျာတွားနေတဲ့ fancy ပါတောင်ကအရင်နေ့ကတွားခဲ့တဲ့တောင်ထက်ပေအများကြီးပုံမြင့်ပါတယ်ခင်ဗျာဝေါဘလောက်တော့လာလဲဆိုကြည့်လိုက်ကြပါဦးခင်ဗျာအရှင်လဲနဲ့ပြီရောက်သွားတယ်လို့ပါပဲဗျာအခုကြည့်နေတော့နောက်တစ်ခေါက်ပြန်သွားချင်စိတ်ပေါက်တယ်ပေါ့နော်အခုဒီမှာကြည့်ရအောင်အရန်လာအပြစ်မှာဆိုပို့ပြီးတော့လာပါသေးတယ်ခင်ဗျာ VNN နေများပတ်စံရှာတဲ့ပုံကတော့တောင်တန်းနဲ့အမြင့်ကြီးပေါ်မှာအခုလိုမျိုးကြီးလာဆောက်ထားရတယ်လို့ဗျာကိုဟာကိုမသိရင်တရုတ်ကားတွေထဲကလိုမျိုးရောက်သွားတယ်လို့ပါပဲဗျာကိုကတော့မီရှူမှုပြန်မတက်တော့ခြေချင်နဲ့လမ်းလျှောက်တက်ရပါတယ်ခင်ဗျာကဲမြက်ကတော့တောင်ထိပ်ကိုရောက်သွားပါပြီခင်ဗျာအခုကြည့်နေတဲ့သူတွေလည်းဘဝမှာတစ်ခေါက်လောက်တော့ဒီနေရာကိုတွားဖို့အတွက်မြက်တော့ comment ပေးပါရခင်ဗျာဒီတောင်ထိပ်ပေါ်မှာဆိုရင်နိုင်ငံပေါင်းစုံအလံတွေကိုလည်းထားပေးပါရခင်ဗျာအခုလိုအရန်လာတဲ့နေရာတွေရောက်ပြီဆိုရင်အရင်ဦးဆုံးအနေနဲ့အဖေနဲ့မေကိုတတိယမိပါရခင်ဗျာနောက်တစ်ခေါက်တွားရင်အဖေနဲ့မေကိုခေါ်သွားမယ်ဆိုပြီးစိတ်ကူးရှိပေမဲ့လေကားအသက်ဆင်အရန်နဲ့ုံများတာကြောင့်အဖေနဲ့မေဒီဗီဒီယိုကြည့်ပြီးတော့ပဲနှစ်သိမ့်ပေးလိုက်ပါတယ်ဟောဒီစာပါမျိုးရဲ့ fancy ပန်တောင်လေးဟာဆိုရင်မြက် VNN နိုင်ငံမှာလဲဘူးသမျှတွေထဲမှာဆိုရင်တော့အကြိုက်ဆုံးသဘောကျဆုံးပါပဲခင်ဗျာဟောဒီယထာနီနီလေးနဲ့တောင်တက်တောင်ဆင်းလို့ရပေမဲ့တဘာဝရှုခင်းကိုကောင်းကောင်းကြီးမခံစားရတာမို့လို့မြက်ကတော့ပြင်ပန်းခံပြီးချီချင်းဆင်းခဲ့ပါတယ်ခင်ဗျာကဲကျွန်တော်လည်းပြန်ခံနေနောက်ကရာတီဦးတူလည်းကြည့်လိုက်ကြပါအောင်ခင်ဗျာလာတော့ကနေတခြားစီဘာဆိုဘာမှမမြင်ရတော့ပါဘူးခင်ဗျာအဲကြောင့်ကျွန်တော်ပြောပါတယ် VNN နိုင်ငံရာတီဦးတူကသူမလိုပဲမူးမမှန်ပါဘူးလို့အချိန်နဲ့အမြောက်ပြောင်းလဲနေတာမှန်ပါဘလို့ပဲဖြစ်ဖြစ်ကျွန်တော်ကတော့ဒီခေါက်တော့ကန်ကောင်းလိုက်ပါတယ်ကောင်းကောင်းယူမြင်ခဲ့ရပါတယ်အားလုံးဘိုင်ဘိုင်ဘာဖြစ်ပြန်တာလဲတလဲလုံးလဲဘာစကားမှမပြောမျက်နှာလဲစူပုတ်ညာပဲငါစကားလည်းပြောနေညဟိုကမနဲ့တော့ပြောဘာများလဲလို့အဲ့ကိစ္စကိုမိမကလည်းသူနဲ့ကိုနဲ့ကလည်းအဲ့လိုပဲကြောင်းလုံးကဆိုပူတော့ဆိုသေးရဲ့တေးထားပါတယ်အဲ့ရှင်းငယ်ညစ်ချူဝင်းနေမှာဘလို့ညင်ချစ်ဦးဘလို့ဖြစ်နိုင်မှာလဲမိမကလည်းမိမကဒါလေးကိုရဲ့အချစ်ဦးအချစ်ဆုံးဟုတ်ပြီလားနော်တော်ပါရှင်းပါစကားတဲ့စကားတခုမပြောကဲအဲ့ဆိုလဲယောက်ျားလေးရောဘာလို့ပြရမှာလဲပြောဘာမလို့လဲရှင်းပြတာလည်းမမြင်ချင်ဘူးထွက်သွားမင်းစချမ်းတောင်းလဲဆိုလဲပြီးတာပဲကွာတကယ်ကြီးတော့ရတော့တေးချတဲ့ဒါငါယောက်ျားကြိုက်တဲ့ပုံစံပဲငါမပြင်းမစင်နေလို့ပါအခုလိုပြင်လိုက်တော့လဲသူ့တင်ငယ်ချင်းဟိုဟာမထက်တော့မှငါပူလာနေတယ်လို့ပဲပြောလို့ရိုးရိုးတသားတင်ငယ်ချင်းနဲ့အခုတော့ငါနောက်ွယ်မှာနင်းတော့ဖြစ်ချင်တိုင်းဖြစ်နေရပေါ့အေးငါနဲ့တွေ့မယ်ဟာနေရလေငါမိမအတွက်လာဝယ်ပါဆိုမှနေမဲဝှကြည့်နေတော့ပဲဟဲ့ငါလည်းဇိုင်းတဲ့ရတယ်ဆိုတော့လည်းစမ်းဝကြည့်ရပါဟဲ့အမှနည်းနည်းပပရွေးပြုံးငါမိမလေစိတ်ကောက်နေတာနေနဲ့ငါနဲ့ကိုတမျိုးထင်နေလို့နင်းနဲ့ငါနဲ့ကိုအေးလေဟဲ့နင့်အလကားပြောငါယူမနေဘူးငါလည်းမယူပါ9ရက်လောက်သမင်းမစားထားရုံနဲ့ငါမိမမှာပြပြဖောင်းဖောင်းလေးလှုပ်ပါရွေးပေးပါအောင်ညနာဆန်ငါဝင်နေကြဆိုင်လေလူကြီးလူငယ်အကြိုက်ဒီဇိုင်းဆန်းဆန်းလေးတွေစိတ်တိုင်းကြရွေးလို့ရတယ်တန်မိုးမြင်အလဲစီတို့အယောင်ဆို3နှစ်အထက်ဆိုအမျက်တီးတန့်ပေးတာပိုင်ရှင်ကလည်းငါတို့လုံခင်းရပဲလေသဘောလည်းကောင်းနေဟာရန်ကုန်မှာဒီမကပဲမန္တလေးမော်လမြိုင်တို့မှာပါဆိုင်ခွဲတွေဖွင့်ထားတာစစ်တော့ကြမယ်မိမဟာသမီးအမေပြန်မယ်နော်သမီးကိုယောက်ျားကိုဒီလိုမျိုးလက်မပါနဲ့နော်ဘယ်ပြောပါလဲသမီးသူကြည့်မရပါဘူးဆိုဩလာပြန်ပြီကြည့်ရအောင်ကြည့်ဩတာအမေအိမ်ကိုလေစီပိုင်းနေပို့ဖို့မိနေတယ်နဲ့တူတယ်သားလေးဩဟုတ်မေအခုပဲပို့ခိုင်းလိုက်မယ်နော်မေနော်အေးပါပြီးရော95နော်95အေးအမလေးသားရဲ့အမေလေးသမီးကိုကိုဝင်းနဲ့မြင်ရတော့ဘယ်လိုကိုဝင်းသာတော့မှမသိဘူးသားရဲ့တကယ်ပြောအောင်မယ်အေးဘိုက်ကလေကိုဝင်ကအမွားဘူးလေအမွားဘူးဟုတ်တော့အမလေးအဲ့ဒါဆိုအမေက2ယောက်ဒီလိုလေးချီရမှာပေါ့ဒါပေါ့မေရဲ့အားလေးကလေးအဖေဖျားတော့မဲဆိုတော့အရန်နဲ့ဝမ်းသာတာပဲမေရဲ့ဒါပေါ့သားရဲ့ဒါပေါ့အမလေးသမီးနဲ့သားကိုလေခက်ဆယ်လစ်တက်တဲ့နောက်ပဲလေရှုပ်မဟဲ့ဒီမှာကြည့်ညတမီးကလေအရန်နဲ့ကြိတ်ကြနေနိုးစားနေလားမသိဘူးဟဲ့ခုလေးဒီမတိုက်ထားလေဩအမရဲ့ကလေးဆိုတာမျိုးကလေခဏဘိုက်စားတတ်တယ်ရော့နှုတ်တိုက်လိုက်ပါဟုတ်ပြီအင်းချပါလေဟွာနင်တို့ထင်းပေးတော့မှာပဲငါစားရမှာလေကွာဟေးငါခောက်ချက်မစားနဲ့နော်ကြည်ပဲကြည်ထားနော်
ငါစိတ်ချမယ်နော် အေးပါ ဆော နည်းနည်းပပစားတာလောက်ကတော့ तू လဲစိတ်မဆိုးတော့ပါဘူးနည်းမြည်ကြည့်မြည်ကြည့်ဒါပါလေရှာစပိုက်စီတဲ့ဒါပါနည်းနည်းထည့်စားအောင်မ အမလီတို့ငါခောက်ဆွဲရတော့ကောင်းပါပြီနင်ကြည့်ပဲကြည့်ခိုင်းတာလေ ငါလည်းမီးပဲမီးကြည့်တာဟုတ် နင်မြည်ကြည့်တာအလုံးမှာကြည့်ခောက်ဆွဲအားလုံးတော့မကုန်နေပြီစားတာစားတော့ကတော့လေဘယ်ကန်တော့မပေါက်လားမသိဘူး မလည်းမောင်မချအဲ့လောက်စိတ်မဆိုးပါနဲ့ပြန်ဝယ်ကျွေးမယ်ဘယ်ဆန်းလဲပြောလိုက် ငါဘေးဆိုင်ကနေမဝေထားမို့ရှာနဲ့လောက်ထားတာရှာနဲ့ထွက်ထားတယ်မလာချောင်းကိုခောက်ဆွဲနဲ့လောက်ထားတာ အော်အဲ့ကြောင့်ရှာမဆွဲနေတာဟုတ် ဟုတ်တယ်အရသာသူကဲရှာမှာဆွဲတယ် ပြန်လုပ်ပေးမယ်ဟုတ်ပြီလား တော့တာဆိုလည်းမြင်လို့ပဲ ရှာခောက်ဆွဲလေးကတော့ပြည်တွင်းဖြစ်ခောက်ဆွဲလေးဖြစ်ပြီးတော့သူ့ရဲ့အဆက်အရသာလည်းဘာကင်မီကယ်မှမပါဝင်မဲ့ငရုတ်ကြီးကိုပိုးတက်ပြီးတော့ထုတ်လုပ်ထားတာမလို့ယုံကြည်စိတ်ချဆိုစားသုံးလို့ရပါတယ်ခင်ဗျာကဲကျွန်တော်ကတော့ရင်းနှီးပွပွဆူနေတဲ့အထဲမှာရှာခောက်ဆွဲကိုထည့်ပြုတ်လိုက်ပါမယ်ခင်ဗျာခောက်ဆွဲလေးနူးသွားအောင်လို့10မိနစ်ခန့်ထည့်ပြုတ်ပါမယ်ခင်ဗျာပြီးရင်ကိုကြိုက်နေတဲ့ရာအသားသီးရွက်များကိုထည့်ပါမယ်ခင်ဗျာသူ့ရဲ့ခောက်ဆွဲသားလေးပေါင်းပြီးတော့ထုတ်လုပ်ထားလို့လာတော့မသိဘူးအီးလေးနဲ့နူးညံ့နေတာပဲဗျာတဲ့ဆက်ဆက်ကလေးကြိုက်တာမို့လို့ရှားနေထုတ်ထားတဲ့မာလာရှန်ကောအနှစ်ထုတ်လေးကိုထည့်လိုက်ပါမယ်ခင်ဗျာပြီးတာနဲ့အရတာရီနဲ့သွားအောင်အကုန်လုံးကိုရောသမမွေပါမယ်ခင်ဗျာကဲဒီရှာခောက်ဆွဲဟာဆိုရင်ဟာလာဖြစ်တာမို့လို့လူမျိုးပါတာမရွေးလဲစားသုံးလို့ရပါသေးရဲ့နော်ကဲ10မိနစ်အချိန်ပေးရုံနဲ့ရှာရဲ့မာလာရှန်ကောရတာခောက်ဆွဲလေးရပါပြီခင်ဗျာ မြင်လို့ဝိုက်စားနေပြီ ရပါပြီအမလည်းဟောဒီမှာရှာနဲ့ကိုတေချာလေးလုပ်ထားတာ ကြည့်ရတာတော့ကောင်းမဲ့ပုံပဲမွေးနေရပဲတော့မဲ့ကူကူလိုနေတယ် မရဲ့မမီးကြည့်ပဲနဲ့အဲ့လိုရှေ့ရှောင်းပြောပါနဲ့တေချာလုပ်ထားပါတယ်ဆိုဒီမှာကောင်းပါတယ် ကြ စား ည့် ကြ လို ည့် က်တာနဲ့ဟိုမှာလိုနေတယ်တခုခုကိုလိုနေတာ အမလည်းမစားကြည့်ဒီပဲမကောင်းမြင်တတ်တဲ့စိတ်ကိုလေးဖြောက်စမ်းပါ အေးအဲ့ဆိုတော့နေရင်မြည်ကြည့်လေ ညီးမယ် မြည်